မြန်မာလူမျိုးတွေအတွက်ဗီဇာရဖို့အခက်အခဲဖြစ်နေတဲ့၅ချက်ကိုပြောပြသွားပါမယ်အဲ့ဒါနံပါတ်1 home time ဖြစ်ပါတယ် country home time ဖြစ်ပါတယ်အဲ့နံပါတ်1 country home time မှာဘာတွေပါလဲဆိုတော့ကိုယ့်ရဲ့တိုင်းပြည်မှာရှိနေတဲ့ properties တွေလုပ်ငန်းတွေကိုယ့်ရဲ့အလုပ်အကိုင်တွေဘန်စီရင်တွေအဲ့ဒါတွေကမြန်မာပြည်မှာတကယ်ရှိနေလားတကယ် strongly ရှိနေလားပြီးတဲ့ဒီ home time တွေကြောင့်ကိုယ့်ရဲ့ဒီ home time ခေါ်တဲ့မှာပါဝင်တဲ့စီးပွားရေးလုပ်ငန်းတွေအလုပ်အကိုင်တွေကြောင့်ကိုကအလဲပတ်ပြီးရင်မြန်မာပြည်ကိုပြန်มาလားဆိုတဲ့အချက်ကိုသေချာပေါက်ပြည့်စုံ visa officer ကို convincing လုပ်ရပါတယ်ဒါကတော့နံပါတ်1အချက်ဖြစ်ပါတယ်နံပါတ်2အချက်ကတော့ကိုပြင်ဆင်တင်ပြတဲ့စာရွက်စာတမ်းတွေကကိုယ့်ရဲ့ passport နဲ့ကိုယ့်ရဲ့အကြောင်းအရာတွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုမရှိဘဲနဲ့ကွဲလွဲနေတာတွေပြီးတဲ့ခါကျတော့စာရွက်တွေကတကယ်ကိုအစစ်မှန်ပြထားလားမပြထားလားဆိုတဲ့အချက်တွေကလည်းအရန်ကိုအရေးကြီးပါတယ်ဒါကတော့နံပါတ်2အရေးကြီးတဲ့အချက်ဖြစ်ပါတယ်နံပါတ်3အချက်ကတော့ကိုကဒီခီးကိုသွားဖို့အတွက်ကိုလုံလောက်တဲ့ငွေကြေးဖြစ်လားရှိရလားမရှိရလားဆိုတဲ့ဟာကိုလည်းတိကျကျလုံလောက်ဖော်ပြမှုမရှိလို့ဖြစ်ပါတယ်ဒါကကိုယ့်ရဲ့ဘန်စင်းကိုဖော်ပြရတာဖြစ်ပါတယ်နံပါတ်4ချက်ကတော့ကိုယ့်ရဲ့ travel history ဖြစ်ပါတယ်ကိုယ့်ရဲ့ travel history ကကိုကဘယ်အနေကိုခီးတွေသွားဘူးလဲဥပမာအဖြစ်နိုင်ငံကြီး visa တွေရှောက်မယ်ဥရောပ visa American visa UK visa Japan visa Korea visa စတဲ့ဖြင့်ရှောက်မယ်ဆိုရင်ကိုကအဲ့အလားတူနိုင်ငံတွေကိုကိုကအရင်တော့သွားဘူးပြီးတယ်ခီးသွား history ရှိတယ်ဆိုရင်ပို့ပြီးတော့သိကြပါတယ်ဒါပေမဲ့အခုချိန်မှာတော့အဲ့ခီးသွားရဆိုရင်ရှိခဲ့ဘူးတဲ့သူတွေတောင်မှ visa ရဖို့ခက်ခဲနေပါနံပါတ်5အချက်ကတော့နိုင်ငံရေးအခြေအနေတွေပေါ်လဲမူတည်ရဖြစ်တဲ့အတွက်ကိုကျမတို့မြန်မာလူမျိုးတွေကအလဲပတ်ဗီဇာရှောက်မယ်ဆိုလို့ရှိရင်သူများတွေထက်ကိုအများကြီးစူးစမ်းပြီးတော့ပြင်ဆင်တည်ဆောက်ရတာဖြစ်ပါတယ်အဲ့ဒီတော့ပြီးသွားဖို့အစီအစဉ်တွေရှိနေတယ်ဆိုရင်ဒီအချက်တွေကိုလည်းကိုကသိထားပြီးဆိုလို့ရှိရင်ကိုကဘာတွေပြင်ဆင်မလဲဆိုတာကိုသိချာစဉ်းစားဆုံးဖြတ်ပြီးတော့မှဆောင်ရွက်ကြပါလို့အလီဆာတို့ဖက်ကအကြံပေးပြချင်ပါတယ်ရှင်အားလုံးနဲ့အစီအပြေနဲ့ဗီဇာတွေရှောက်ပြီးခီးတွေအများကြီးသွားနိုင်ကြပါစေရှင်အလီဆာပါ